အိမ်တောင်ပြုဖို့ဖိအားပေးခံနေရလို့စိတ်ညစ်နေတဲ့ CEO တယောက်ဟာစိန်လက်စွပ်တကွင်းကိုလွှင့်ပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလက်စွပ်ကယူးကြောင်ကြောင်မိန်းကလေးတယောက်ရဲ့လက်ထဲကိုရောက်သွားခဲ့ပါတယ်။ CEO ကကားမောင်းပြီးထွက်ခွာမလို့လုပ်တဲ့အချိန်မှာအဲ့ဒီမိန်းကလေးကကားရှိကိုရုတ်တရက်ပိတ်ရက်လိုက်ပါတယ်။အစကတော့ CEO ကဒေါသထွက်မလို့ဖြစ်သွားပေမဲ့မိန်းကလေးကလက်စွပ်ကိုပြန်ပေးဖို့လာတာမှန်းသိလိုက်ရတဲ့အခါမှာတော့စိတ်ပျော့သွားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးရဲ့အတွေးခေါ်နဲ့အပြုတ်မှုတွေကအသက်6နှစ်9နှစ်အရွယ်ကလေးတယောက်လိုဖြစ်နေတာကိုသူသတိထားမိသွားပါတယ်။ဒါကြောင့် CEO ဟာအိမ်တော်ရေး PR တွေကနေရုံထွက်ဖို့အတွက်အဲ့ဒီမိန်းကလေးကိုငါ့ကိုလက်ထပ်မလားမင်းကိုအရသာရှိတဲ့မုတ်တွေအများကြီးကျွေးမယ်လို့ပြောလိုက်ပါတယ်။မိန်းကလေးကလည်းဘာမှအများကြီးမစင်စားပဲချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ CEO ကသူ့ရဲ့လက်ထောက်ကိုလွတ်ပြီးမိန်းကလေးကိုဆေးစစ်ဖို့ဆေးရုံပို့လိုက်ပါတယ်ဆေးစစ်ချက်အဖြေအရသူမဟာတစ်ချိန်ကခေါင်းမှာဒဏ်ရာရခဲ့ပူပြီးအဲ့ဒီဒဏ်ရာကြောင့်မှတ်ဉဏ်နဲ့အသိဉာဏ်တွေခေတ်တချို့ရွေးနေတာဖြစ်ကြောင်းအချိန်တန်ရင်တော့မှတ်ဉဏ်တွေပြန်ရလာနိုင်ကြောင်းသိရပါတယ် CEO ကသူမကိုနာမည်အသစ်တစ်ခုပေးလိုက်ပြီးအဲ့ဒီနေ့ကစလို့သူတို့နှစ်ယောက်အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါတယ်မကြခင်မှာပဲသူတို့လက်ထပ်လိုက်တဲ့သတင်းကမိထွေးဖြစ်သူရဲ့နားထဲကိုရောက်သွားပါတယ်မိန်းကလေးကိုစမ်းသပ်ဖို့အတွက်မိထွေးကငွေမြောက်များကိုထုတ်ပြပြီးငါ့ကို3ချိန်ဥချရင်ဒီပတ်စံတွေနဲ့တကြားလုံးတွေပေးမယ်လို့ပြောလိုက်ပါတယ်တကြားလုံးဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါမိန်းကလေးကအယမ်းစိတ်လှုပ်ရှားသွားပြီးအပြစ်ကင်းစင်စွာနဲ့ပဲကျမ်းပြင်ပေါ်မှာထိုင်ချလိုက်ကအဖွာဒါသမီးရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းမှာကောင်းရာသူကလေးလာပါစေနော်လို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့မိထွေးကဒေါသတကြီးနဲ့အော်ဟစ်ပါတော့တယ်ဒါပေမဲ့မိန်းကလေးကတော့အကြောက်လန့်မရှိပဲပတ်စံကိုပဲတောင်းပြီးလူချမ်းသာတွေလိန်ပြောရင်ပိုက်ကြီးဖောင်းလာတတ်တယ်ပတ်စံပေးလို့ပြန်ပြောလိုက်ပါတယ်မိထွေးဟာတွေးတိုးပြီးဒေါသအလိမ့်လိမ့်ထွက်သွားကပတ်စံတွေကိုပြစ်ပေါက်ပြီးထွက်ပြေးသွားခဲ့ရပါတယ်ဒါကိုမြင်လိုက်ရတဲ့ CEO ကတော့သူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ရင်ထဲမှာအတိုင်းမသိကျေနပ်အေးချမ်းသွားခဲ့ပါတယ်ဒီအတော်တွင်းမှာပဲဝန်ဂရုရဲ့ဥက္ကဋ္ဌကြီးဟာလှုပ်ဝက်စွာပျောက်ဆုံးနေပြီးအခုခါမှာတော့သူ့ရဲ့ဆေးဆက်ထားသူနဲ့ညီမဝမ်းကွဲတို့ကကုမ္ပဏီကိုဦးစီးနေကြတယ်ဆိုတာကို CEO ကသိရှိသွားပါတယ်။အဲ့ဒီစုဒေတာရဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာတော့မိန်းကလေးဟာရုတ်တရက်ခေါင်းထဲကပြင်းပြင်းထန်ထန်နာကျင်လာပါတယ်။ဒါကြောင့် CEO ကပိုပြီးစိုးရိမ်သွားခဲ့ပေမဲ့ခဏအကြာမှာတော့မိန်းကလေးကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။နောက်ရက်မှာတော့မိထွေးဖြစ်သူကမိန်းကလေးကိုလိန်ညာပြီးအောက်ပွဲခံပါတီတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီပါတီမှာမိထွေးကအယိုးတစ်ချောင်းကိုလွှင့်ပစ်ပြီးဒါကိုပါးစပ်နဲ့ကိုက်ပြီးသွားကောက်ချေလို့ပြောကမိန်းကလေးကိုလူပုံအလဲမှာအဆက်ခွဲပါတယ်ဒါပေမဲ့မိန်းကလေးကအယိုးကိုကောက်ယူပြီးမိထွေးရဲ့ပါးစပ်ထဲကိုအတင်းထိုးထည့်ဖို့ကြိုးစားပါတော့တယ်မိထွေးကတားဆီးတဲ့အခါကျတော့မိန်းကလေးကအဲ့ဒီအယိုးနဲ့ပဲမိထွေးရဲ့ခေါင်းကိုတရက်ဆက်လိုက်ထုပါတော့တယ်ကွက်တီပဲအဲ့ဒီအချိန်မှာ CEO ရောက်လာပြီးဒီမြင်ကွင်းကိုမြင်တွေ့သွားတဲ့အခါအားရပါရရေမောပါတော့တယ်